6 ပေ8 လက်မမိစာ4 ချိန်16 ပိတ်တာရန်ငွေအမြင့်နဲ့ဖြစ်ပါတယ်တကယ်လို့ဆိုရင်ဒီမျိုးအမှန်တစ်လုံးဟာတိတ်250အနည်းဆုံးရှိပါတယ်ရန်ချိန်နဲ့ထည့်ပြီးတော့ကျွန်တော်တို့တွက်မယ်ဆိုရင်ရန်ကျွန်တော်တို့ငွေကြေးရဆိုရင်တိတ်250 300ကြားမှာရှိပါတယ်မိဖြစ်ပါတယ်ခင်ဗျာရှစ်ပင်ကျွန်တော်တို့မိရှုပ်ထားပါတယ်ဗျာကဲသဘောတွေ့ရင်ဖြင့်ဩဘာလက်ခုပ်ကလေးတွေပေးကြပါဦးခင်ဗျာဩဘာလက်ခုပ်လာပြီကျွန်တော်တို့ပေ300လောက်မှကြာမှာပါခင်ဗျာအနေကင်းအောင်စပြီဒါ25ပိတ်တာအလုံးဖြစ်ပါတယ်ခင်ဗျာဒါကကျွန်တော်တို့မိဆရာလက်တင်လေးတွေရဲ့အစံတိုးဖြစ်ပါတယ်ခင်ဗျာ